ဒါဘာလို့ကြတာလဲဖဲကြလေဟိုဒီလိုမရဘူးလေမင်္ဂလာကျိုးတားထားတာမင်္ဂလာကျိုးဖို့ပေးမှဝင်ပြုတ်နိုင်တယ်အန်ကက်တော့ပြောလို့ပါဟုတ်တယ်ဟိုလက်မှတ်သွားထုံးတော့ကလည်းမလိုက်ရဘူးဟိုဖုန်းကြီးစွန်းသွားကျွေးတော့လည်းမပါဘူးဒီတစ်ခါတော့မရတော့ကျိုးဖို့ပေးမှပေးပါမယ်ဗျာပေးပါမယ်ဒါမင်္ဂလာရှိတဲ့ကိစ္စပဲပေးရအောင်ကဲတော့လည်းခင်ကျွန်တော်ပေးထားရတယ်ကိုတော့ကဲရောဒီကဖွင့်ရောတန်ခါကြမှာတော့ဖွင့်မမကခဏဒါလေးခဏလားဘာလို့လဲဖေတော့မင်္ဂလာဦးထိနေနေတယ်တမီးတို့ခဏကျလို့ပါပဲ။အော်အေးကောင်းတယ်။ဒီများတွေမင်္ဂလာဆောင်တာတော့မိဘကိုကြောရတယ်။အခုကဖေဖေမင်္ဂလာဆောင်တာကိုသမီးကကြောဒါလည်းတမျိုးတော့ထူးဆန်းတယ်ပြောစရာလည်းကောင်းတယ်။သမီးတို့ကြောတာကိုဖေဖေကဘယ်လိုစုပေးရမှန်းတော့မသိ။ခဏလေးမင်းလေးကြောတာတော့မမလက်ခံလို့ရပါတယ်။ရှင်ကဘလို့ကြမလို့ပါဘူး။ရိုသေလေးစားမှုရှင်ရပြီ။ဟုတ်ပါတယ်။ပတ်ဝန်းကျင်ဆိုတာမျိုးကလူတစ်မျိုးမလူတစ်မျိုးပြောနေကြမှာပဲသူစား။ရိုလွတ်တယ်ဆိုတာမရှိဘူး။သမီးနဲ့မောင်ချီဦးကိစ္စမှာကသူတို့လူငယ်ချင်းတဲ့သဘောညကြတယ်။လူကြီးကလည်းတင့်တဲ့တော့ကိုကြီးကခွင့်ပြုတဲ့သဘောပဲသူစားတော့တိတ်ဝင်မကြောက်ဘူးလူကြီးရဲ့ယုံကြည်မှုသူတို့ဘက်ကအခွင့်အရေးယူလို့ဖြစ်မနေဘူးလားမိလေးကငယ်ပြီးတော့ထားပါတော့ချေဦးဘက်ကထင်းထင်းတင်တယ်လို့သူစားထင်တယ်အထင်မလွဲပါနဲ့သူစားရဲ့မောင်ချေဦးဘက်ကသာထင်းထင်းတာမရှိရင်မလိုလားအပ်တဲ့ပြဿနာကြီးဖြစ်လာတာကြာပြီပေါ့သူစားရဲ့တိတက်လိန်မာတို့သာအခုလိုလူကြီးတွေကိုတီးပေးပြီးခွင်တောင်းတာအဲ့ဆိုလေသူစားကဘာလို့လာတိုင်နေနေသေးလဲအစရအကိုကြီးဆုံးဖြတ်ထားရဆိုရင်စက်မြတ်ထားသလိုပဲလှုပ်လိုက်ပေါ့အခုတော့သူစားပြောတာလေအလကားဖြစ်ကုန်ပြီဟောမဖြစ်ပါဘူးသူစားရဲ့သူစားမိသားစုစိတ်ဓာတ်နဲ့ကိုကြီးပြောတယ်ဆိုတာဝိတိဒီလိုစိတ်မျိုးထားလို့လေကိုကြီးကဝန်တာတယ်ကျင်းတယ်ဒါမဲ့သူစားတမီးလေးကိုလေတခြားအကြောင်းမသိသေးတဲ့လူတွေစိတ်မချနိုင်တာကိုသူစားနားလည်ပါနော်မိဘတိုင်းမှာအကိုကြီးလိုဆန္ဒမျိုးရှိတယ်ဆိုတာသူစားနားလည်ပါတယ်သူစားဘွေးမကြောက်ဆိုတာကလည်းအကိုကြီးနဲ့မေလေးနဲ့ပတ်ဝန်းကျင်ပြောဆိုမှုတွေကိုလွတ်စေချင်လို့ပါရှင်းဖို့ကတော်တယ်ဆိုပေမဲ့တတိသမတ်ဆိုတဲ့နေရာကိုရောက်လာရင်အခုလိုတော်နိုင်ပါအောင်မလားဆိုတော့ကိုကြီးကြိုပြီးတွေးမထားတယ်ဘူးလားတွေးထားတဲ့နာပေါ့သူစားရဲ့ဒါလည်းစဉ်းစားမယ်ချက်တယ်မှာတခုတော့ပါဘာလို့ဆိုဒါပေမဲ့ကိုကြီးပေါင်းချီကိုနေမျိုးနဲ့စမ်းသပ်ပြီးပြီအစအရာယူကြီးစိတ်ချအားကိုးရလို့လေကိုကြီးကောင်းကြီးနဲ့အဆင်ကြီးရောက်လာတော့ပေါ့သူစားရဲ့သူစားသဘောကတော့လေအချိန်ယူပြီးစောင့်ကြည့်တဲ့နယ်လို့ထင်တယ်လူစိတ်ဆိုတာကပုံတတွလို့ရတာမှမဟုတ်တာကိုကြီးရဲ့လုံမီးမှတင်ပြမို့ဆိုတာဘယ်လိုမလားသူစားပြောတာမှန်ပါတယ်အခုလည်းအချိန်တော့ရပါသေးတယ်တမီးလေးမင်းကောင်းငင်နဲ့ချီဦးကိစ္စကိုဝါကျပြီးမှစီစဉ်မယ်လို့အဆုံးစီစဉ်လုပ်ထားတာသူစားပြောသလိုပြောင်းလဲရှိခဲ့ရင်တော့အချိန်နေရပေါ့ on condition ပေါ့နော်သူစားဖြစ်တတ်တာပြောတာနော်ဖြစ်လိမ့်မယ်လို့ပြောနေတာမဟုတ်ဘူးဟုတ်ပါပြီတော်ကြသူစားကြောင့်ဆိုပြီးမိလေးဟုတ်တယ်ချင်းဒီနေ့ငါဆင်းတာရှိတယ်နေငါ့ကိုဘာကြောင့်ညင်းနေဆိုတာငါအခုမှပဲသဘောပေါက်တော့တယ်နင်တော်ချမ်းသာခြင်းနဲ့ယူပဲမဟုတ်နေစလို့မဟုတ်ဘူးနော်နင်ကဘာမှရှင်းပြနေနဲ့နင်ကရွာမှာနေခဲ့တော့ကလေနင်ငါ့ပေါ်မှာဘာမှမခံစားရဘူးလားဟမ်ခုချိန်မှာအဲ့မမေးပါနဲ့ဟာမရအောင်ချစ်ဦးနင်ကသိတဲ့အောင်ချင်းဖြစ်မဖြစ်နိုင်ဘူးဟာချစ်ဦးနင်ကမင်းနေနော်နင်ကသိတဲ့အောင်ချင်းဖြစ်လို့ပြောနေမလားငါမဖြစ်နိုင်ဘူးလို့ငါပြောနေမလားကြပြလားဘာ你这叫什么呀嘞？哦，爸爸，你嘛嘞？爸爸你。